ရတာတော့ဒီပြည်တော်ကောင်းစီနေပြီး132ယောက်စကိုင်းမြို့မှာ300ရောက်တယ်ဒီလှုပ်ရှားမှုကြောင့်ဖြစ်ခဲ့ပြည့်စုံမှုဒီကတော့မန္တလေးမြို့စကိုင်းမြို့နေပြည်တော်မှာတော့ပြည့်စုံမှုများပြပါတယ်လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပေါ့တရင်ပို့တဲ့ဒီရင်ပို့ကြည့်ရတော့နေပြည်တော်ကောင်းစီနေမြို့မှာ96ယောက်စကိုင်းမြို့မှာ18ယောက်ကျောက်ဆယ်မှာ30ယောက်စုစုပေါင်း144ယောက်တေဆုံးကြောင်းနဲ့ဒါရတာတော့ဒီပြည်တော်ကောင်းစီနေမြို့132ယောက်စကိုင်းမြို့မှာ300ယောက်နဲ့ကျောက်ဆယ်မြို့မှာတော့စီစီဆယ်အလုံးပေါင်း932ယောက်ဒါရရှိတယ်လို့ကျွန်တော်သိရပါတယ်တေဆုံးမှုနဲ့ဒါရရှိမှုတော့ဒီတဲ့တိုးလာစရာကျွန်တော်ရှိပါတယ်တချို့နေရာတွေမှာလည်းတိုက်တွေပြိုကျတဲ့ကြောင့်ဒီတိုက်တွေကိုလည်းပြန်ပြီးတော့မှဆက်တဲ့လူငါတွေကျွန်တော်လုပ်နေစေဖြစ်ပါကျွန်တော်ကိုယ်တိုင်လည်းရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါတယ်ဒီလိုမိဘတွေသူများနေတယ်လေဒီငလင်းတဘာဝဘေးကြောင့်ဖြစ်လာတဲ့ငလင်းအန္တရာယ်ကိုငလင်းထမ်းဖို့ကဲဆယ်ဖို့လုပ်ငန်းတွေကအခြေပြတ်စာလုပ်ဖို့ရှိတဲ့ကြောင့်တက်တဲ့တော့ဘာလို့ကူညီပေးဖို့ကျွန်တော်တို့မြေတားရက်ခံလုပ်ပါတယ်ကျွန်တော်နေတယ်လေဖြစ်ပွားတဲ့ဒေသအားလုံးလည်းရေးပေါ်အခြေအနေကြီးညာထားပြီးတော့ပြည်ပကူညီများပေးနိုင်ဖို့လည်းအခုလက်မှတ်ထားပြီးဖြစ်ပါတယ်မကြသေးကြရပဲအာဟာစန်တာနေပြီးတော့လက်ပြန်မှာရေးပေါ်ကိစ္စပစ္စည်းတွေပို့ဖို့နဲ့အိန္ဒိယနိုင်ငံလည်းလက်ပြန်မှာကိစ္စပစ္စည်းပို့ဖို့ကာလနာရှိတယ်ကြဒါလေးခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်အဲ့တော့မိသည့်နိုင်ငံမိသည့်အဖွဲ့အစည်းမဆိုမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ရန်ချီလို့မိဘပြည်သူများမဆိုတော့ကူညီနိုင်ဖို့ကျွန်တော်ဖိတ်ကြားလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်Saya Harjuno Pramendito. Saksikan program-program Kompas TV melalui siaran digital, pay TV, dan media streaming lainnya. Kompas TV, independen, terpercaya.